ငါအဲ့လိုကင်မရာဒီမမြင်ဘူးတော့တော်ကြပြီဘယ်နှစ်လောက်ရှိပြီလဲဟာကိုဗစ်ထဲကလေဒီချိန်ထိကင်မရာမမြင်ဘူးတော့လေဒီချိန်မှာတော့ကို့လာပြီးတော့အိုးဒီရုပ်ရှင်ရိုက်ချင်လို့လူပညာကြီးဘလောက်ယူလဲလို့မေးတော့မှဘလို့ဘာပန်ပြောရမှန်းမသိမသိတော့ဘူးဟိုမေးရမှာတခုံးလည်းရှိတယ်ကျွန်တော်ဘလောက်လောက်များတန်လည်းမသိဘူးအဲ့လိုပြန်မေးရမှာမနောက်ဘူးလားအဒီပြောအဲ့ကလည်းဖုံးပြန်မဆက်တော့နှကမ်းမွေးအဖတ်တင်နေနှကမ်းမွေးဘာလို့တိုက်ရမလဲအေးချိတ်ပလဲရမှာလားဆက်ထားမှာလားကိုက်ကဖုံးဆက်မှာလားမဆက်ဘူးလားမဆက်တော့ဘူးဆိုတော့နှကမ်းမွေးချိတ်တော့မှာသူကရိုက်ရမယ်ကားဖိုက်တာတဲ့ဆိုတော့နှကမ်းမွေးထားလိုက်တာခုဖုံးလည်းမဆက်သေးဘူးနှကမ်းမွေးတော့တော်တော်ရှိနေတို့ရုပ်ရှင်လောကမှာဟိုအရင်တုန်းကတော့ဗောနော်ဦးုံးသီးတို့ဟိုတော်တော်မှီခဲ့တာဗောဦးုံးသီးဆိုကွာရုပ်ရှင်လောကကိုခုလောက်ဆိုကွာအသက်နှစ်30လောက်ရှိပြီနှစ်30ရှိတော့ဟိုရင်တုန်းကတို့ပြောရမယ်ဆိုရင်ကွာထိုက်တန်နဲ့ယင်းဒီပရိုဂျူဆာနဲ့ယင်းမှာတို့ရုပ်ရှင်ရိုက်တယ်ဗောရတယ်တဲ့လားအဲ့မှာထိုက်တန်နဲ့ယင်းဒီမှာထိုက်တာအားရောက်မင်းဆရာကျွန်တော်ဟိုကားလေးခေါ်ပါဦးတဲ့မလားပရိုဂျူဆာဆိုလဲပရိုဂျူဆာအခုကွာဟဲ့မယ်ဆိုကျွန်တော်ထည့်ပေးပါဦးအားရုံဒီအမင်းထည့်ပေးမှာကွာဒိုက်တာလဲအုံးဒီအမင်းကထည့်ပေးမှာပါညာဆိုအဲ့လိုမျိုးရိုက်ကြတဲ့လောကဖြစ်သွားညီဘလောက်တော့ညီပုံစံအချိုးမကြရင်အားကောင်းဆောင်းမကတော့မခေါ်ဘူးကွာအဲ့ထားတွေရှိဒါရွှေရှင်ကမှဒါပေါ်တယ်ပြောတာနောက်အခုဟာလေရွှေရှင်လောကမှာဂရုတွေနဲ့တွားကြတယ်သိလားမေတ္တာအားတော်လွန်မှသာမဖြစ်မနေခေါ်ရိုက်တယ်သူကသူ့ဂရုနဲ့သူတွားနေကြတယ်မင်းဒီမှာဒိုက်တာမောင်ဖြူရိုက်ရင်မောင်ဖြူနဲ့အမြဲတမ်းပါတဲ့ဂရုကအမြဲပါတယ်မောင်မဲရိုက်ရင်မောင်မဲနဲ့ပါတဲ့ဂရုကအမြဲတမ်းပါဒီလူတွေကြီးပဲသိလားမလားအဲ့လိုမျိုး